ဒီနေ့ကတော့99 forex ဘောနော်99ပါတယ်99 robot တွေအား99 forex ကိုလုံးဖို့အတွက်ကျွန်တော်တို့ကြိုးစားနေပါတယ်တကယ်အစ်စ်ပုံစံမျိုးလုံးမှာဖြစ်တယ်အပြဒါလေးတွေကတော့ကျွန်တော်တို့နေရာလေးပေါ့နော်ရှုပ်တော့ရှုပ်နေတွေ့လား this is မကျမလည်းငင်းနေမတွေ့လားဟိုမှာရှက်နေကြတာသူတို့မျက်နှာမပြကြဘူးဘာအဲ့ဒါဘလို့လေအခက်ခဲတွေရှိရလဲဆိုတာလေးကိုအခုပြောချင်ပါတယ်မနက်ဖြန်ကြမှာစပြီးတော့လှုပ်ရှင်လှုပ်ဖြစ်မှာမနော်ကဲဟုတ်ပါပြီကြီး99 in the forest တို့ဒါတခုတစ်ယောက်လားနှစ်ယောက်လားဆိုတာလေဒီတဲ့9ဟိုညရောက်တော့မယ် nice is called more အပြစချင်း99 in the forest ဆိုပြပြမယ်ပြီးတော့မယ်ဆိုရင်တိုက်ခီ bye bye အဲ့လိုတွေပါဒါတစ်ပဲလဲကြပါဒါဆိုတတုံးလေးထွက်လာမယ်ဒါကမီးဟွာကြီးကြိုးစားကြပါရဲ့ရှင်ညီမတို့ဒါကကြတော့ကလေးလေးကွာကျမတို့ဟိုနားလေးမတွေ့ရမလားကလေးလေးလေကလေးကဲတဲ့နေရာကျမတို့ကလေးဆွဲတက်လောက်ဆွဲထားပါလေကလေးစေးဟဲဆိုပြီးတော့ရေးထားပါလေကြိုးစားပါတယ်เนาะကျမတို့ဆွဲတက်လောက်လဲကဲစားကြအောင်မပါသေးရုပ်စားနောက်တော့ကလေးအိတ်နဲ့ဆွဲရအောင်ဂူလေးနဲ့ဆွဲရအောင်အဲ့နှစ်ခုပြီးဆွဲပြီးအိတ်နဲ့ဆွဲရအောင်ဆွဲပြီးအိတ်ရတယ်မဆွဲနဲ့ဟုတ်ပါပြီကြိုးစားပါရခင်ဗျာโอเคတခုလောက်တော့အခုကနေရပြောချင်တယ်ဒီဘလောက်ရှိတော့ဟိုတဲ့ကိုရနေတက်ရှိအမကိုနေကြော်ရရပါဘလောက်ဖက်နေရရဘလောက်ဟုတ်တယ်ဆိုရင်စောလို့ရတော့ပြီးပါဒီကနေရာမှာကျမတို့အစားထိုးတာလေးပြောင်းချင်ပါတယ်တကယ်မြင်ရတယ်ဟောပြောင်းမြင်အဲ့လိုလေအကောင်တိုက်ခတ်တဲ့ကောင်တွေကကြတော့ဟိုတရက်ဒီဘလောက်4ရက်ဆိုရင်4ရက်ပိုင်းဆိုရင်လိုက်တိုက်ပါပါ4ရက်ပြီးနောက်နေ့10ရက်ဆိုရင်လာချပါပါဟုတ်ပါတယ်သူကလာကျင်တဲ့ခါကျရင်လည်းလာကျင်တဲ့ခါကျရင်မလာပါဘူးblind bus လေးတွေပါဖောက်ပေးပါမယ်တကယ်ချင်းစီက aura မှာထားပါကေ blind bus လေးပါ